Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဖော်ဖော်ရှိုးရင်တော့ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်တနေ့ဦးနေညတော့ဒါရှင်မန်ကစားကြတဲ့ဒါကျွန်တော်တို့ပြင်းများလေးပွဲစဉ်တက်မှာတော့ကျွန်တော်တို့မန်ချက်စတာ CD တဲ့ကျွန်တော်ဘုံမောတဲ့ကျွန်တော်ပွဲပြီးမှာတော့ဒါမန်ချက် CD ရနေပြီးတော့ဒါကျွန်တော်တို့ဒါနောက်ကျချီပါနောက်ကျဂိုးနဲ့ပေါ့နော်ကျွန်တော်တို့ဒါဘုံမောကိုဒါအင်ကွင်းမှာအနိုင်ရရှိခဲ့တယ်ပေါ့နော်ဒီပွဲပတ်သက်ပြီးတော့ဆွေးနွေးကြည့်အောင်ပေါ့နော်ကျွန်တော်ဒါဒီညတော့ဒါဘုံမောကတော့ဒါတော်တော်လေးကိုဟိုခြေစွမ်းကောင်းတယ်ကျွန်တော်ပြောလို့ရတယ်နော်ဒါမန်ချက်စီးတဲ့ဆိုလို့ရှိရင်ဘာဆိုဘာမှတိတ်ပြီးတော့တူတူချလောက်ပြမနိုင်ခဲ့ဘူးပေါ့နော်ကျွန်တော်ပွဲကြိုသုံးချက်မှာပြောတော့လို့ပဲမန်ချက်စီးတီးကကျွန်တော်ရိုဒီတို့ပါလို့မရှိတော့လဲနောက်ပိုင်းမှာတော်တော်လေးကိုအားနေတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီဘုံမောက်ဆိုတာ28မိနစ်မှာပဲဒါစောစောစီးဥဆောင်ကိုရတယ်နော်အဲ့လုံးဆိုလဲကောင်းပါတယ်ပေါ့နော်ဒါတော်တော်လေးကိုကောင်းတဲ့လုံးပါနော်ဒီတို့ဒီဒန်နာဘန်လားအဲ့ကောင်ပါတာဘနီယာလားအဲ့ကောင်သွင်းသွားတာနော်တော်တော်လေးကောင်းတယ်ဒါအင်္ဂလန်နိုင်ငံသားပဲเนาะအဲ့ကောင်တော်တော်လေးဟိုသွင်းသွားလှပတယ်ပေါ့နော်ဒါဘုံမောက်ကတော့တော်တော်ဥဆောင်ခိုးရတယ်เนาะကျွန်တော်တို့ဒါမက်ကီကနေပြီးဒါကျွန်တော်တို့ဒါခုနေ့မှာမိနစ်90လောက်မှာကျွန်တော်ချီဘတ်ကိုပြန်သွင်းတယ်เนาะကျွန်တော်တို့ဒီတောက်ကံပေါ်ကနေပြီးတော့ကျွန်တော်တို့ခေါင်းတိုက်သွားတယ်เนาะတေကြတော့หนีပါပြည့်ပြီမဲ့ဒီကျွန်တော်တို့အချိန်နာချင်းချိန်မို့60ကျော်လောက်မှဒါကျွန်တော်တို့နေကဘာတီရောနေပြီးတော့ဒါနောက်ထပ်တစ်လုံးသွင်းသွားတယ်ပေါ့နော်ဒါတော်တော်လေးဟိုဘယ်လိုလဲကမ်ဘတ်ပြန်လာနိုင်ခဲ့တာပေါ့နော်ဘုံမောက်ကဆိုရင်နီးပြအပြောင်းလဲလေးလောက်ထားတယ်ချို့တော့ကစားသမားတွေထွက်ခွင့်ပေးထားတယ်เนาะအဝေးကွင်းမှာဒါမစီးတို့တင်မျိုးဒါကျွန်တော်တို့ဒီမိနစ်80အထိပေါ့နော်မိနစ်80 80အထိပေါ့နော်အဲ့လောက်ထိဟုတ်လား80အထိပါပဲเนาะ80ကျော်နေပြီเนาะ60တောင်ပြည့်တော့မှာပါဒီမစင်းသွင်းကနှလုံးอ่ะเนาะဒီ60ပြည့်ကန်နီးတဲ့အထိဒါဘုံမောက်ကအနိုင်ကိုထိန်းနိုင်တယ်တော်တော်လေးကိုချီကျူးဖို့ကောင်းတယ်ပေါ့နော်ဒါဘုံမောက်တော်တော်လေးကိုနစ်နာတယ်ကျွန်တော်ပြောရမယ်နော်ဒါမန်စီးတီးတဲ့ဘုံမောက်ကတော်တော်လေးကိုစသရကောင်းခဲ့တယ်နော်သူတင်ကိုရင်ဆော့နိုင်ခဲ့တယ်နော်နီးပြအသင့်နော်မန်စီးတီးတို့အိမ်ဝင်းကောင်းမှဆိုလဲတင်းမျိုးအဝေးကွင်းမှာလာကစားရတာနော်တော်တော်လေးကိုဟိုနစ်နာတယ်ကျွန်တော်ပြောရမှာနော်ဒီဝက်ရှော့ဝါတဲ့အတွက်ဒါဘုံမောက်ကတော့ဒါဒီဘလိုမှဟိုလိုထိမ့်မနိုင်တဲ့အတွက်ပေါ့နော်ရှော့ဝါတဲ့အတွက်ဒါတော်တော်လေးကိုခံစားရမှာကျွန်တော်ထင်တယ်နစ်နာတယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့မန်စီးတီးတဲ့သူကပိုကောင်းခဲ့တာနော်အဝေးကွင်းလည်းဖြစ်တယ်မိနစ်60အထိသူတို့ထိမ့်နိုင်ခဲ့တဲ့အချိန်မှာနာကျင်ချိန်ပူတွေကြမှာဂိုးတွေပေးရပြီးတော့အနိုင်ဂိုးတွေကပေးပြီးတော့တိုင်ပတ်သွားတာပေါ့နော်။ဒါဘောမောက်ကတော့ဒါ3မှတ်နဲ့ဒါဆုံးရှုံးသွားရတော့ကျွန်တော်တော့မြင်တယ်ပေါ့နော်။တစ်ဖက်ကမန်စီးတီးပြောကြည့်အောင်နော်မန်စီးတီးကတော့ဒီပတ်ကွာတီကိုဘာလို့ထွက်သွားပြီးနောက်ပိုင်းမှာဒါဒီပြအန်ဆိုမာကကန်တဲ့မန်စီးတီးကတော့ဒါတော်တော်လေးကိုချလုံးခဲ့တယ်ပေါ့နော်ဒါတပွဲလုံးတိုက်တာနဲ့ဆိုရင်ဘာဆိုဘာမှတိတ်ပြီးထူးထူးခြားမလုပ်ပြနိုင်ခဲ့ဘူးเนาะတိုက်စစ်ကကျွန်တော်တို့ဟာလန်တို့ဘာလို့ဆိုတဲ့ဒီပွဲမှာတိတ်ပြီးတော့မလုပ်ပြနိုင်ခဲ့ဘူးเนาะကွင်းလန်ကကျွန်တော်တို့ဖိုဒန်တို့ဘာလို့လားเนาะတိုက်စစ်ဖိုဒန်တို့ဘာလို့လဲတိတ်ပြီးတော့စိတ်မပြေဘူးเนาะဒီဘက်မှာချာကီလိုလာပဲကောင်းတာမမိုးလို့ဘာလို့လဲနိုင်ကလာမဟုတ်ချာကီလေးကတော့မစိုးဘူးကစားတာเนาะစေဗီညိုလို့ဘာလို့လဲတောင်မန်တွေကတော့ရုံတာပဲဒါပေမဲ့မန်စီးတီးရဲ့အဓိကကွင်းလန်ကပြဿနာဖြစ်နေတာเนาะကိုပါချစ်တို့ဘာလို့ကဘလိုဒီလောက်မကောင်းတဲ့အတွက်ဒါဒီမန်စီးတီးကကွင်းလန်ကတိုင်ပတ်တွေကိုမထိနိုင်ဘူးเนาะဒါနောက်တန်းကားဆိုရင်တော့မစိုးဘူးလို့ကျွန်တော်ပြောလို့ရတာပေါ့เนาะဒီမက်ကီလူပါတော့ဒါတော်တော်လေးကိုမန်စီးတီးမှာကောင်းနေစေပဲပေါ့เนาะဒါမန်စီးတီးတော်တော်လေးကိုဒါကန်ကောင်းတယ်ကျွန်တော်ပြောရမယ်เนาะဒါမန်စီးတီးအနိုင်3မှတ်ရတာကျွန်တော်တော့ဒါခြေစွမ်းရကြည့်မှဆိုရင်တော့မထိုက်တန်ဘူးเนาะဒါပေမဲ့အဓိကငါတို့ကအနိုင်3မှတ်ပဲဆိုရင်တော့ဒါထိုက်တန်တယ်ပေါ့เนาะခြေစွမ်းရကြည့်ရင်တော့ဒါဘုံမောက်မထိုက်တန်ဘူးကျွန်တော်ထင်တယ်เนาะမိနစ်60အထိဗျာမိနစ်60နီးပါ89 88အဲ့လောက်ထိမှမန်စီးတီးက2ဂိုးရတယ်เนาะဘုံမောက်ရဲ့ဒီမိနစ်80အထိနောက်ပိုင်းကဘာဆိုဘာမှမန်စီးတီးဘာမှမလုပ်ပြနိုင်เนาะဘာမှမလုပ်ပြနိုင်ဘူးဘုံမောက်ရဲ့ဒါဒီဟိုနေ့ကိုเนาะနိုးဘလော့မေးဘလော့တွေเนาะအမြင့်ဘောတွေကိုဘလို့မှထိတ်ရှင်မနိုင်ဘူးเนาะဒါမန်စီးတီးကတော့ဒါဒီပြရိုမာကတော်တော်လေးကိုဟိုနေနိုင်3မှတ်နဲ့ဒါအဖွင့်လှခဲ့တယ်ပေါ့เนาะဒါညတော့ဆိုအတင်းကြီးတော်တော်များအဖွင့်တိတ်မလှကြဘူးเนาะဒါအာဆင်နယ်နဲ့မန်စီးတီးကလွယ်ပြီးဆိုလို့အတင်းကြီးတော်တော်များကျွန်တော်တို့တိုင်ပတ်ကုန်တယ်ပေါ့เนาะဒါမန်စီးတီးကတော့ဒါအင်ကွင်းမှာ3မှတ်အနိုင်ရရှိသွားပြီဖြစ်ပါတယ်ဒါကျောင်းညုကိုဘယ်လိုမြင်ကြလဲเนาะမန်စီးတီးကဘုံမောင်းတဲ့ပွဲမှာတော့ဒါမန်စီးတီးကတော့ဒါကမ်ဘတ်နဲ့ပေါ့เนาะနောက်ဆုံးမိနစ်နောက်ဆုံးကမ်ဘတ်နဲ့ဒါကျွန်တော်တို့ဒါနောက်တန်းနေပဲကျွန်တော်ဂိုးတက်သွင်းသွားတာเนาะနောက်မှကျတော့နီးပြအန်ဆိုမာကဘာလုပ်လာလဲဆိုတော့ကျွန်တော်တို့ဒီလောင်းဘောတွေပေးလာတယ်เนาะကျွန်တော်တို့ခံစစ်တွေကိုကျွန်တော်တို့အပေါ်တက်เนาะအရက်မြင့်တဲ့ကောင်တွေကိုเนาะခံစစ်တွေပေါ်တက်เนาะတက်ပြီးမင်းတို့ခေါင်းတိုက်တွေကိုသူတို့ဂိုးသွင်းခိုင်းတယ်เนาะ
အဲ့ဒါသူတို့အလုပ်ဖြစ်သွားတော့ကျွန်တော်ပြောရမှာပေါ့နော်ဒါနှလုံးလုံးကကျွန်တော်တို့ကဘာဒီယိုနဲ့ဒါမက်ကီတို့ကကိုသွင်းသွားတဲ့အတွက်ဒါမန်စီးတီးကတော့ဒါအနိုင်3မှတ်နဲ့ဒါရာသီစတော့အဖွင့်လှခဲ့တာဖြစ်ပါတယ်ကဲကျွန်တော်ညီကိုချစ်ချွေညီကိုမိတ်ဆွေများအားလုံးလည်းဒါကျေးဇူးအများကြီးတင်ပါတယ်